ကျမတို့မြန်မာနိုင်ငံရဲ့ငလင်ဘေးတင်ပြည်သူတွေကိုလာပြီးတော့ကယ်ဆယ်တဲ့တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ကတော့ဒီနေ့ပဲရန်ကုန်လေဆိပ်ကနေပြီးတော့သူတို့နိုင်ငံကိုပြန်လည်ထွက်ခွာတော့မှာပဲဖြစ်ပါတယ်။လေဆိပ်မှာရှိတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကသူတို့ကြီးစုတင်တဲ့အကြီးနဲ့ကြီးကြသလိုနှုတ်ကနေရောပေါ့နော်ကြီးစုတင်ပါတယ်အပြုံးလေးနဲ့အများကြီးနှုတ်ဆက်ကြတာကိုမြင်ရတယ်။ဤကိုယ်တိုင်လည်းဝင်နှုတ်ဆက်ခဲ့တယ်။ပီတိဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကျမတို့မြန်မာနိုင်ငံရဲ့ကယ်ဆယ်ရေးသမားတွေလည်းအရန်ကိုကျေးဇူးတင်စရာကောင်းတဲ့ထဲမှာပါပါတယ်။တရုတ်ကတခြားနိုင်ငံများစွာကလည်းလာပြီးတော့ကူကြတာကိုကြားရတဲ့အတွက်လည်းမြန်မာနိုင်ငံသူတယောက်အနေနဲ့ပေါ့နော်ကျေးဇူးအများကြီးတင်တယ်ကိုရီတောင်အလောက်ထိမလုပ်ပေးနိုင်ဘူးပေါ့နော်အလူငွေတွေဆေးတွေလူယုံကလွဲလို့အလောက်ကြီးထိမလုပ်ပေးနိုင်ဘူးဘယ်လိုပဲဖြစ်ဖြစ်သူတို့နဲ့လေစိတ်မှာစုံတွေ့ခဲ့ရတဲ့ဗီဒီယိုလေးကိုအားလုံးလည်းကြည့်လို့ရအောင်အေးအနေနဲ့ပေါ့နော်မှတ်တမ်းတင်ပြီးတော့ဒီဗီဒီယိုလေးကိုတင်လိုက်တာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်